皆さん、こんにちは。ピロコが Andrew Shinkansan Master Reading Video Class တရားနေပြီးတော့လေးတိုင်း Q 版လေးကိုဆက်ပါမယ်။အဲ့တော့ဒီပေါ်လေးမှာဖြစ်နေလို့ပေါ့နော်။သူကဘာကိုအဓိကပြောချင်တာလဲဆိုတော့စီးကြီးကိုတွေကိုမေးတဲ့ပုံစံပေါ့နော်။အဲ့တော့စီးကြီးကိုဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကိုတဲ့ဆိုတဲ့အားနဲ့あのことそのことあのことပေါ့နော်။စတဲ့အဲ့လိုအညွှန်းပြန်ညွှန်းတာပေါ့နော်။အဓိကတော့ဒီဟိုတဲ့စတဲ့ဟာလေးပေါ့နော်အဲ့လိုအရာမျိုးတွေကိုပြောချင်တာပါအဲ့ဒါတွေကိုစီဂျီကိုဆိုမျိုးကပြောတယ်တဲ့အဲ့တော့အဲ့လိုမျိုးနဲ့မေးထားတဲ့စာကြောင်းတွေကိုနာနီယိုဆာစတီတို့ကဘာအောင်ညွှန်ပြပေးနေရလဲဆိုတာကိုထုံမွန်တိုင်းတဲ့အဲ့ဒီမေးတဲ့မိကုံပဲဖြစ်ပါတယ်တဲ့ဇဂီနုံဂျွန်ဘန်နဲ့ခံကရောအောက်ကလိုမျိုးဂျွန်ဘန်လေးနဲ့စဉ်းစားကြည့်ရအောင်ပေါ့လေနော်အဲ့တော့ဘာလဲဆိုလို့ရှိရင်တဲ့ပထမနံပါတ်1ကကြတော့စီဂျီကိုဖီကဘုံကိုရုပ်ကြည့်မိတဲ့နိုင်ရောစကမောစီဂျီကိုဆိုတဲ့ဒီစကားလုံးလေးပေါ့လေနော်ဒီခိုဆိုနဲ့စားတယ်ပေါ့နော်အဲ့လိုဟာနဲ့ပါတဲ့စကားလုံးတွေပါဝင်တဲ့စာကြောင်းကိုတတိစစာကြည့်ပြီးတော့မှတဲ့နိုင်ရုပ်ကမို့တော့ဘာကြောင့်လာပြောလဲဆိုတော့စုပ်ပိုင်းကြမယ်တဲ့その本の残語を見て指示語が指す言葉を探そうအဲ့တော့ तू မြင်းကြောင်သားထားလိုက်မယ်ဝဲကြည့်လားဆိုရင်ဆိုတာဘာဝင်ညွှန်းတာလဲခိုးရဲဆိုတာဘာဝင်ညွှန်းတာလဲပေါ့နော်အဲ့လိုမျိုးမြင်းကြောင်သားထားတဲ့ရှေ့တစ်ကြောင်အနောက်တစ်ကြောင်ပေါ့လေနော်သူရှေ့ကတစ်ကြောင်သူ့ရဲ့အနောက်ကတစ်ကြောင်လေးကိုဒေတာလေးကြည့်ပေါ့နော်အဲ့ဒီကိုကြည့်ပြီးတော့မှဒီစက်ကလုံးတွေကိုရှာကြမယ်特に初級さんの本は必ずよく見るထူးသဖြင့်ဒီမြင်းကြောင်ထဲမှာမြင်းကြောင်တားထားတဲ့ထဲမှာပါတဲ့စာကြောင်းပေါ့လေနော်အဲ့ဒီစာကြောင်းကိုအဓိကထားပြီးကြည့်ပေးပါဆိုပြီးမှပြောထားတယ်ဒါကတော့ဖြေရမယ့်ပုံစံပေါ့လေနော်အဲ့တော့ကျွန်တော်တော်တော်များများကတော့ဒီကြောင်ပေါ့နားလည်ပြီးသားသိပြီးသားပဲဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးရှိကြီးကိုပါတဲ့စာကြောင်းတွေကကျွန်တော်တို့ရှေ့မှာလည်းပဲအများကြီးဖတ်ခဲ့ရတယ်။အများကြီးပဲ N3 တွေမှာလည်းသင်ခဲ့ရဘူးလို့ဆိုရလေနော်။ဒီပု္ပ္ပစာလေးနဲ့နေတိုင်းလေးလုပ်ကြည့်မယ်ပေါ့နော်။そんなことဆိုပြီးတော့မှဒီမှာစာကြောင်းလေးပေးထားတယ်ပေါ့နော်။အဲ့တော့ကြည့်အောင်။そんなことဆိုတဲ့ဟာလေးမှာတဲ့何を指しているかဘာကိုညွှန်ပြနေရလဲအဲ့တော့ဒီそんなことဆိုတာကဘာကိုညွှန်ပြတာဖြစ်မလဲတဲ့အဲ့တော့ तू ပြောတဲ့အတိုင်း तू ပြောထားတဲ့အတိုင်းမှာပဲそんなことလို့ပါနေတဲ့ဒီစာကြောင်းပေါ့နော်အဲ့တော့အဲ့စာကြောင်းကိုအရင်ဆုံးပေါ့နော်ဒီမှာဒီစာကြောင်းကိုအရင်ဆုံးဒေတာလေးကြည့်ဒါလေးကိုကြည့်ပြီးတော့မှသူ့ရဲ့အရှိတစ်ကြောင်းသူ့ရဲ့အနောက်တစ်ကြောင်းလို့ပြောရလေနော်ဒါပေမဲ့သူ့မှာအနောက်တစ်ကြောင်းမရှိတာပြောကြောင်းတေချာပေါ့သူ့ရဲ့အရှိတစ်ကြောင်းကိုကြည့်ပါပေါ့သူ့ရဲ့အရှိတစ်ကြောင်းကိုကြည့်ဆိုလို့ရှိရင်ဒီစာကြောင်းလေးဖြစ်သွားမှာပေါ့နော်အကယ်၍ကျွန်တော်တို့ကအဲ့လိုမျိုးကိုရှေ့ကိုတစ်ကြောင်းတိုးပြီးတော့မှကြည့်လိုက်တယ်ဒါပေမဲ့အဲ့တစ်ကြောင်းကြည့်လိုက်တဲ့ထဲမှာရှီးကြီးကိုတွေထပ်ပါနေရင်အဲ့ဒီအကြောင်းရဲ့ရှေ့တစ်ကြောင်းကိုထပ်ကြည့်ဆိုတေချာပေါ့ကျွန်တော်တို့အဖြေကဒီကနေပြီးတော့မှဒီထိမှာတေချာပေါ့အဖြေရှိတယ်ဒါမျိုးသဘောတရားနားလဲရမယ်ပေါ့နော်အဲ့တော့ဒါလေးကစီဂျီကိုမှာသုံးတဲ့ပုံစံပေါ့လေနော်အဲ့လိုမျိုးစဉ်းစားစီတဲ့ပုံစံမျိုးပေါ့လေじゃあအဲ့တော့そんなことဆိုတာကဘာကိုညွှန်ပြတာဖြစ်မလဲတဲ့နံပါတ်1ကကြတော့正当な要求をすること正当な要求ဆိုလို့ရှိရင်တိကျမှန်ကန်တဲ့တောင်းဆိုမှုကိုလုပ်တဲ့ဟာကそんなことကိုပြောချင်တာတဲ့နောက်နံပါတ်2ကကြတော့မာကြီးမဲ့နာထိုင်အိုဆိုတော့မှန်ကန်တဲ့ပေါ့နော်လုံးဝဘယ်လိုပြောမလဲတီတီကြီးကြီးနဲ့တုံ့ပြန်မှုပေါ့နော်မှန်ကန်တုံ့ပြန်မှုဆိုတဲ့အကြောင်းအရာကそんなことをပြောတာဖြစ်မလားနောက်3番ကကြလို့ရှိရင်相手がまともな場合に対処すること相手がဆိုရင်တစ်ဖက်သူကတဲ့မတုံမုံနာပါအိဆိုလို့ရှိရင်တစ်ဖက်သူကပေါ့နော်အရင်ကမှတင်းတင်းလျောက်ပတ်နေတယ်ပေါ့နော်အဲ့လိုရိုးသားနေတယ်ပေါ့ကွာအဲ့လိုအခြေအနေမျိုးမှာထိုင်ရှော့စရကတော့လုံးဝလှုပ်ဆောင်ပေးရမယ်ကတော့လှုပ်ဆောင်ပေးရမယ်အကြောင်းအရာပေါ့လေနော်နံပါတ်4ကြတော့မာကြီးမယ်နောက်ဦးဆုံးစကင်နိုင်တော့နေခိုတိုက်တဲ့စမောင်းကတော့အရန်တီတီကြီးကြီးနဲ့ပေါ့နော်လိမ်မပြောတဲ့သူကိုဖြေချပေးရမယ့်အကြောင်းအရာတယ်အဲ့တော့じゃあそんなことဆိုတာလေးကဘာပြောတာဖြစ်မလဲဆိုတော့အရင်ဦးဆုံးသူပြောထားတဲ့ဒီစာကြောင်းလေးကိုအရင်ဖတ်ပါအခု highlight လေးထားတဲ့အကြောင်းလေးကိုအရင်ဖတ်ဘာလို့ဖတ်ရလဲဆိုတော့そんなことလို့ပါနေတဲ့စာကြောင်းကိုအရင်ဆုံးဖတ်လိုက်တယ်ဖတ်ပြီးတော့မှသူ့ရဲ့အရှိတစ်ကြောင်းသူ့ရဲ့အနောက်တစ်ကြောင်းတွေဖတ်ကြည့်မယ်ပေါ့လေနော်အဲ့တော့ခြေကောက်ကတော့ဒီပါအခုဒီတော့အတွင်းမှာပေါ့လေနော်အခုဒီဘက်ကရောက်လာတဲ့ဟာနေမှာဆိုလို့ရှိရင်တော့တဲ့ဆောင်းသားခုတ်တော့ဆိုတော့အဲ့ဒီအကြောင်းအရာကြီးကိုလုပ်လိုက်တာ ਨੇ ပေါ့လေနော်အဲ့တော့အဲ့ဒီအကြောင်းအရာဆိုတာဒေတာနဲ့ရှေ့ရစာကြောင်းတွေညွှန်းတာဖြစ်သွားပြီပေါ့လေနော်အဲ့တော့အဲ့ဒီအကြောင်းအရာကြီးကိုလုပ်လိုက်တာ ਨੇ လေတဲ့ゆっかり騙されてしまうことがあるのですってဒေတာပေါက်ကို騙されるလိန်ခံလိုက်ရလိမ့်မယ်ပေါ့လေနော်လိန်ခံလိုက်ရမှာပဲဖြစ်ပါတယ်ဆိုပြီးတော့ပြီးထားတယ်အဲ့တော့အခုတလုံးမှဆိုလို့ရှိရင်အဲ့ဒီလိုကိစ္စကိုလုံးလိုက်တာ ਨੇ တေချာတော့မင်းအလိန်ခံလိုက်ရလိမ့်မယ်ပေါ့အဲ့လိုပြောထားတယ်အဲ့တော့ကြောင့်そんなことをတီးဖို့ဆော့ဆော့အတိုင်းပဲရှေ့ကိုတစ်ကြောင်းတက်ဖတ်မယ်ပေါ့နော်ရှေ့ကိုတစ်ကြောင်းတက်ဖတ်လိုက်တော့ဤကန်းတစ်ချက်ကြည့်လိုက်တာ ਨੇ ကိုတွေပါဒီဟာဒီအဲ့တော့ဒီဟာဆိုကြီးကိုတီးဖို့မဖြစ်မနေရှေ့ရတဲ့ကြောင်းဖတ်ဖို့လိုအပ်သွားပြန်ပြီပေါ့လေနော်အဲ့ဒါကြောင့်မလို့ဒီကနေပဲစပြီးတော့မှဖတ်လိုက်ပါမယ်
အဲ့တော့相手が正当な要求をしてきているとしたらတစ်ဖက်သူက正当な要求တကယ်ဟိုမှမှန်ကန်တဲ့တောင်းဆိုမှုတစ်ခုမျိုးလုပ်လာခဲ့ပြီဆိုရင်အဲ့နော် A ဆိုတဲ့လူတစ်ယောက်ကနေပြီးတော့မှကွာမှန်ကန်တဲ့ပေါ့နော်တကယ်ဟိုမှတကယ် real အစ်စ်အနေနဲ့တောင်းဆိုမှုတစ်ခုလုပ်လာပြီးမလားတဲ့အဲ့လိုလုပ်လာလို့ရှိရင်ဆိုရနီတိုင်းစ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့တော့ဒီဆိုရဲကဘယ်ဟာကိုညွှန်းတာဖြစ်မလဲဆိုလို့ရှိရင်တစ်ဖက်သူကတောင်းဆိုလိုက်တဲ့တောင်းဆိုချက်ပေါ့လေနော်တစ်ဖက်သူကတောင်းမှန်ကန်တဲ့တောင်းဆိုမှုတစ်ခုကိုလုပ်လိုက်လို့အဲ့ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီးတော့မှမာကြီးမဲ့တော့ထိုင်အိုするのがမှန်ကန်တဲ့တီးကြည့်ပါတယ်ဆိုတဲ့တုံ့ပြန်မှုမျိုးလုပ်ပေးလိုက်ရတာကစွကြည်でしょစွကြည်လေးမသိရင်နံပါတ်1ကိုတွားကြည့်ပါဆိုတော့ဒီမှာလာကြည့်လိုက်တယ်そうと当然そうすべきこと当然ဖြစ်ဖြစ်စေမယ်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်ပေးတင်တာဆိုပြီးတော့မှပေါ့လေနော်အဲ့တော့ဘာပြောချင်တာလဲဆိုရင် तू ကတစ်ဖက်သူကမှန်ကန်တဲ့တောင်းဆိုမှုမျိုးလုပ်လာရင်အဲ့ဒီနဲ့ပတ်သက်ပြီးတော့မှမှန်ကန်တဲ့တုံ့ပြန်မှုမျိုးလုပ်ပေးရတာလည်းပဲ当然ဖြစ်စေမယ်ဒါလုပ်တင်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့သဘောကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်တစ်ဖက်သူကမှန်ကန်နဲ့ပြောလာပြီးဟေ့ဆိုလို့ရှိရင်တစ်ဖက်သူကနေပြီးတော့မှโอเคမရတော့တစ်ဖက်သူကဒီလိုမှန်ကန်နဲ့လှုပ်လာပြီပေါ့လေနော်တောင်းဆိုတဲ့မှုတွေကမှန်ကန်လာပြီပေါ့နော်တစ်ဖက်သူကရိုးရိုးသားသားနဲ့တကယ်လို့မှအစ်စ်ပေါ့နော်တောင်းဆိုလာလို့ရှိရင်အဲ့ဒီပုံမှာလိုက်ပြီးတော့မာကြီးမယ်နာထိုင်ကိုလှုပ်ပေးရတာကလည်းပဲအာတာဒီမှာဒါကပုံမှန်ပဲဆိုပြီးတော့ယိုနီအမိုးမတ်တွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ same highlight လေးတားထားတာအဲ့တော့ A ဆိုတဲ့သူကမှန်ကန်နဲ့တောင်းဆိုလာတယ်ဆိုလို့ရှိရင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့B ဆိုတဲ့သူကလည်းပဲမာကြီးမယ်နာထိုင်ကိုလုပ်ပေးရတာကအာတာဒီမှာထူဆန်မှန်တယ်ပေါ့လေနော်အဲ့တော့ ikan ဆိုတဲ့ဖြတ်ကနေကြည့်လိုက်မယ်ကွယ်တစ်ချက်လေးပေါ့နော်ခဏလောက်လေးကြည့်လိုက်တာနဲ့ခိုးတွေကဒီဟာဒီအဲ့တော့ဒီဟာဆိုတာကဘာလဲအဲ့တော့ရှေ့အကြောင်းပဲပြန်ညွှန်းတာပဲပေါ့လေနော်အဲ့တော့တီကြည်တဲ့တုံးသူနဲ့ကက်လျက်မှာရှိနေတဲ့အကြောင်းဆိုတော့ဒီစာကြောင်းလေးကိုပြောတာပေါ့လေနော်ဘီလုတ်ပေးရတဲ့ရိုးသားတဲ့ဘယ်ပြောမလဲတီကြည်တဲ့တုံ့ပြန်မှုလုတ်ပေးလိုက်ရတယ်ဆိုတာက正しい対処だと思われますတဲ့မှန်ကန်တဲ့ process တစ်ခုပဲဟောနော်ဒီ A ကဒီလိုတောင်းဆိုလိုက်လို့ B က A ကလည်းမှန်ကန်လို့ B ကလည်း TG ရဲ့တုံ့ပြန်မှုမျိုးလုပ်ပေးလိုက်ရတာကဒီဟာကမှန်ကန်တဲ့ type shot ဘောနော်လုံးဝ process တစ်ခုပဲလို့တော့အထင်ခံရတယ်ဆိုပေမဲ့လို့လေတဲ့ဆိုတယ်ကအဲ့ဒါဒီအဲ့ဒီဟာဆိုတာကဘာဖြစ်မလဲဆိုလို့ရှိရင်နောက်ကဟာလေးစက်ကြည့်ပေါ့နော်相手がまともな場合に限りますတဲ့တစ်ဖက်တူရဲ့ပေါ့နော်ဒီまともな場合ဆိုတဲ့ရိုးသားမှုပုံမှာတော့မူတည်နေပါလိမ့်မယ်ပေါ့လေနော်ရိုးသားတယ်ဆိုတဲ့အခြေအနေပုံမှာမူတည်လိမ့်မယ်အဲ့တော့အဲ့ဒီအရာကဆိုတာဘယ်ဟာကိုပြောရလဲ A ကတော့ရိုးသားတယ် A လည်းရိုးသားတယ် B လည်းရိုးသားတယ်နော်ဒါကမှန်ကန်တဲ့ process တစ်ခုပဲကွယ်အဲ့လိုပုံစံမျိုးပြောချင်တာပေါ့လေနော်အဲ့လိုမှမဟုတ်ဘဲနဲ့ကွာဒီကိုပြန်ပြီးတော့မှပေါ့နော်တုံ့ပြန်ဒီအနောက်က B ကအမြဲတမ်းပြောင်းနိုင်တယ်လို့ပြောချင်တာဟုတ်တယ်မလား B ရဲ့ process ကကွာအမြဲတမ်းပြောင်းလဲမှုဖြစ်နိုင်တယ်ဆိုပြီးတော့မှပေါ့နော်အတိကအဲ့လိုပြောချင်တာပေါ့နော်အဲ့တော့အဲ့ဒီဟာကဒါတစ်ဖက်တူရဲ့ပေါ့နော်process ပုံမှာမူတည်ရဆိုတော့ကိုကမှန်ကန်တဲ့ဒီလိုမျိုးငါတို့မော်နာတိုင်အိုကြီးကိုလှုပ်ပေးတင်လားမလှုပ်ပေးတင်ဘူးလားဆိုတဲ့အရာကတစ်ဖက်တူရဲ့စေတုံနာယို Q ပုံမှာမူတည်ရလို့ပြောချင်တာရလားအဲ့လိုမှမဟုတ်ဘဲနဲ့တစ်ဖက်တူကြီးကမယိုးသားပဲနဲ့ဒီ A ကမယိုးသားပဲနဲ့ B ကအရန်မာကြီးမင်းသားတိုင်အိုလှုပ်ပေးလိုက်ရင်ကတိဒါမှစားတယ်လို့အဲ့လိုအလင်ခံလိုက်ရလိမ့်မယ်လို့ပြောချင်တာရလားအဲ့တော့ तू ကဒါကဘာကိုပြောချင်လဲတစ်ချက်ကြည့်လိုက်ဒီ process ကတော့မှန်တယ်ကွာ A ကမှန်ကန်တဲ့တောင်းဆိုမှုလုပ်လို့ B ကလည်းတီ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 နဲ့အဲ့ဒါကြီးကိုတိုင်အိုလုပ်ပေးလိုက်ရတာဒါမခက်ခဲဘူးဒါမှန်တယ်ပေါ့နော်တို့ပေမဲ့လို့အဲ့ဒီလိုမျိုးလုပ်ပေးဖို့ဆိုတာကတစ်ဖက်တူရဲ့အခြေအနေပေါ်မှာမူတည်အဲ့တော့အဲ့ဒီလိုမျိုးလုပ်ပေးဖို့ကဘာလုပ်ပေးဖို့လဲမာကြီးမယ်နာထိုင်အိုလုပ်ပေးတဲ့နဲ့မလုပ်ပေးတဲ့ဘူးဆိုတာကတစ်ဖက်တူရဲ့ဒီစေတုံနာယော Q ပေါ်မှာမူတည်ရဲ့လို့ပြောချင်တာဒါကြောင့်မလို့ပေါ့လေနော်ဒီလိုမျိုးသာလုပ်ပေးလိုက်ရင်ဘယ်လိုလုပ်ပေးမှာလဲတစ်ဖက်တူကရိုးသားလားမရိုးသားလားမသိပဲနဲ့ကိုကမာကြီးမင်းသားထိုင်အိုကြီးသာလုပ်ပေးလိုက်မယ်ဆိုရင်တေချာပေါက်အလင်ခံရလိမ့်မယ်နော်လို့ပြောချင်တာမို့လို့ဖြေနေနဲ့ဆိုရင်ဒီဗန်ပဲဖြစ်ပါတယ်ရလား
သဘောပေါက်လာရင်အဲ့တော့ကိုဖြေရမယ့်အဖြေကနောက်ဆုံးပိုက်လေးမှာပဲပါသွားပြီပေါ့လေနော်အဲ့တော့ဒီတစ်ပိုက်လေးဖတ်လိုက်တာနဲ့အဖြေကကွက်တည်မယ်အဲ့ဒီလိုမျိုးသာလုပ်ပေးလိုက်ဘယ်လိုလုပ်ပေးမှာလဲလုံးဝတစ်ဖက်တူကကောင်းလားမသိမကောင်းလားမသိပဲနဲ့ကွယ် B ဆိုတဲ့လူကတီတီကြီးကြီးနဲ့တိုင်းဟိုးသာလုပ်ပေးလိုက်လို့ကတော့သွားပြီးကိုအလိန်ခံလိုက်ရပြီပေါ့လေနော်ဟိုဘက်ကမယိုသားပဲနဲ့ကိုကပဲ ANTG ပြီးကိုကပဲသဘောတွေလွတ်ကောင်းပြီးတော့မှလုပ်ပေးလိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုအလိန်ခံလိုက်ရပါမယ်လို့ပြောအောင်မို့လို့そんなことがဘာကိုညွှန်းတာလဲဆိုလို့ရှိရင်ဒီဟာလေးပြန်ကြည့်နော်အဲ့တော့そんなことဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဆိုတဲ့လို့ပြောချင်တာပါဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်အဲ့ဒီလိုမျိုးသာလုပ်ပေးလိုက်မယ်ဆိုရင်ဒေတာပေါက်အလင်ခံလိုက်ရလိမ့်မယ်အဲ့တော့အဲ့ဒီလိုဆိုတာကဘာကိုပြောရလဲဆိုတော့တစ်ဖက်တူရဲ့အခြေအနေကိုမကြည့်ဘဲနဲ့ဒီအပေါ်ပြန်တက်တယ်အရန်ဟိုမှာပေါ့နော်မာကြည့်မယ်နော်ထိုင်ကိုလှုပ်ပေးလိုက်မိတယ်ဒါဆိုလိုတော့ဒေတာပေါက်အလင်ခံရပါလိမ့်မယ်လို့ပြောတာမို့လို့ဖြေအနေနဲ့ဆိုလို့ရှိရင်မာကြည့်မယ်နိထိုင်ကိုすることဆိုတာလေးကိုညွှန်ချင်တာပါအဲ့တော့ကျွန်တော်တို့နံပါတ်1လေးနဲ့ဆိုရေးဆိုတာဖြစ်နိုင်တယ်ပေါ့နော်နံပါတ်1လေးကကြတော့စေတုနာယောဂီလို့ပြောတာပေါ့နော်မှန်ကန်တဲ့ဒီဟာတောင်းဆိုမှုဒီဟာကသူကအဲ့ပုံမှာမူတည်ရဲလို့ပဲပြောချင်တာပေါ့လေနော်ဒီ A တောင်းဆိုလာတဲ့ A ပေါ်မှာမူတည်ပြီးတော့မှအနောက်ကကောင်ကအမြဲတမ်းပြောင်းလဲနိုင်တယ်။တကယ်ကိုယ်ကမကန်လာလို့ရင်ကိုလည်းတီတီကျန်လုပ်ပေးကြမလို့ဆိုတဲ့နေထားမျိုးမှာပါတာမို့လို့နံပါတ်1အကြောင်းပြောချင်တာမဟုတ်ဘူးပေါ့လေနော်။ဒါကြောင့်ဖြေရနံပါတ်2လေးပါ။အဲ့တော့じゃဒါလေးရလည်းပဲလွယ်တရားရောင်နဲ့ပေါ့နော်အဲ့လိုလည်းရှုပ်ရှက်ခတ်နေတဲ့အနေထားလေးမှာရှိပါတယ်။じゃ例題9番လေးပဲこれで終わりにします。